ိုးတော်ကြားမီစစ်ချီထွက်တဲ့နေရာမှာတော့မှသုံးတယ်အဲ့ဒါလေးကိုဒီချာချက်နနာကျမ်းမှတ်ပြီးတော့ပူဇော်မယ်ဆိုလို့ရှိရင်စာမေးပွဲအောင်မှုကိစ္စအင်တာဗျူးဖြေတဲ့ကိစ္စကိုပြောရဆိုရတော့မယ်ရှင်တန်ရတော့မယ်ဆိုတဲ့ကိစ္စမျိုးတွေမှာအထူးအောင်မြင်စေတဲ့ဂါထာလေးဖြစ်ပါတယ်ဟာပါဘောတော့နီလာဆရာမင်းဒီလာဖြစ်ပါတယ်ဒီဥစိန်ဝင်ရွှေလူငယ်တားတဲ့တယောက်လည်းဖြစ်ပါတယ်ခုနှစ်သားသမီးတွေကိုဝိဇာသရဒီပညာနဲ့ကံကြမ္မာတွေကိုဟောကြားပေးနေတယ်လည်းဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ဆရာစီကိုလာပြီးတော့မေးတဲ့မိကုန်းလေးတွေထဲမှာအင်မတန်ထူးထူးခြားခြားမိကုန်းလေးတွေပါလာပါတယ်စာမေးပွဲအောင်ကျင်တာလားအင်တာဗျူးတွေအောင်ကျင်တာလားအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဘာဉာဏ်ကျင့်စဉ်တွေဝင်ရမလဲဆရာဆိုပြီးမေးလာတဲ့မိကုန်းလေးတွေတွေ့ရတယ်အဲ့ဒါဒီအားကြတော့စာမေးပွဲနဲ့ပတ်သက်တဲ့ခါမျိုးအင်တာဗျူးတွေဖြေချင်တဲ့ခါမျိုးတွေမှာထိထိရောက်ရောက်နဲ့အောင်မြင်စေတဲ့ခါထာလေးတစ်ပုဒ်ကိုဝင်ပြပေးခြင်းပါတယ်ဟိုရှေးခေတ်တုန်းကတော့ရှေးဆရာကြီးတွေပြောတဲ့ပုံစံအရဆိုရင်ဘိုးတော်ကြားမီစစ်ချီထွက်တဲ့နေရာမှာတော့မှသုံးတယ်တဲ့အဲ့ဒါကတော့ဇယဆက်ကောဂါထာတော်ဖြစ်ပါတယ်ဂါထာလေးကတော့တူပါတယ်ဒါပေမဲ့အင်မတန်မှလည်းထိရောက်တဲ့အကျိုးကျေးဇူးလည်းကြီးပါတယ်အောင်ခြင်းမင်္ဂလာကိုဖြစ်စေတဲ့ဂါထာတော်ဆိုပြီးတော့လည်းသတ်မှတ်ကြပါတယ်ဂါထာလေးရဲ့ပုံစံလေးကတော့ရေဦးရှင်းပါတယ်ဇယဆက်ကောဇယံတော်ရောဇီးတက်ပေဇယတနေဇယပေတိဇီးတိနံဇယံဒီတုဇေယုတရောအဲ့ဒါလေးကိုဒီချာချက်နာကျမ်းမှတ်ပြီးတော့ပူဇော်မယ်ဆိုလို့ရှိရင်စာမေးပွဲအောင်မှုကိစ္စအင်တာဗျူးဖြေတဲ့ကိစ္စကိုပြောရဆိုရတော့မယ်ရှင်တန်ရတော့မယ်ဆိုတဲ့ကိစ္စမျိုးတွေမှာအထူးအောင်မြင်စေတဲ့ဂါထာလေးဖြစ်ပါတယ်ဂါထာကိုပူဇော်ပုံပူဇော်နည်းရတော့ထုံးစံတိုင်းပါပဲနံပါတ်1ကတော့ဘုရားရှိခိုးပါမယ်အာဘတိကခံယူပါမယ်ရေတော်ကတ်လူပါမယ်အလင်းနန္တာပန်းအစင်းပြေသလိုကတ်လူပါမယ်ပြီးသွားလို့ရှိရင်ခင်မုန်းကြီး10ပါးဂါထာနဲ့ကံကြွေးတွေချိန်မယ်ပြီးသွားလို့ရှိရင်ဒီဇေယဆက်ဘောဂါထာတော်ကြီးကို108လုံးပတိနဲ့108ခေါက်ပူဇော်ရပါမယ်အဋ္ဌံအနေနဲ့ကတော့9ရက်18ရက်28ရက်ဖြစ်ပါတယ်မိမိရဲ့ပါရမီရှိရင်ရှိသလောက်မိမိစူးစမ်းအားထုတ်မှုရှိသလောက်စူးစိုက်မှုရှိသလောက်ကိုအောင်မြင်စေတဲ့ဂါထာတော်ရဲ့ဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ခေါက်မှာတော့ထူးထူးခြားခြားစာမေးပွဲအောင်ဖို့အတွက်အင်တာဗျူးတွေအောင်ဖို့အတွက်အတိုက်ခိုက်အနှောက်အယှက်တွေရှင်းပြခြင်းကိစ္စတွေမှာအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်ဇေယဇက်ဘောဂါထာတော်ကြီးကိုပူဇော်ဖို့ဇေယနေပြီးတော့အကြံပေးခြင်းပါတယ်ဝေမျှပေးခြင်းလည်းဖြစ်ပါတယ်အဲ့ဂါထာတော်ကြီးကိုဆရာရဲ့ first comment မှာရေးပေးထားပါမယ်ကြည့်ပြီးတော့ပူဇော်လို့ရပါတယ်ဆရာစီမှာလာပြီးမေးခြင်းနဲ့ညံ့ခြင်းတဲ့ပုံကိုယ်တွေအားလုံးအတွက်လည်းဘိုင်ယိုမှာနံပါတ်လေးဖုန်းနံပါတ်လေးတွေလည်းထည့်ပေးထားပါတယ် CB ကနေပြီးတော့လည်းဆက်သွယ်နိုင်ပါတယ်ဆရာကတော့နီလာဆရာမင်းဒီလာဖြစ်ပါတယ်အားလုံးအရန်သိပြီးကျမ်းမာချမ်းသာပါ